Okay ကျွန်တော် PowerPoint အရင်ဆုံးလေ့လာမယ်လို့ဒါကျွန်တော်ရဲ့PowerPoint ကိုဘယ်လိုစပြီးဖွင့်ရမလဲ PowerPoint application ကဘယ်မှာရှိရဲset ထဲမှာထည့်ထားဖို့လိုတာပေါ့အဲ့တော့ကျွန်တော်ပထမဆုံးဘယ်လို PowerPoint application ကိုဖွင့်ရမယ်ဆိုတာပြပေးမယ် Okay ပထမဆုံး step menu step window key လေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်အပေါ်မှာ PowerPoint ဆိုတာလေးရိုက်ထည့်လိုက်ဒီမှာ PowerPoint application လေးပေါ်လာမယ်အဲ့ကံမျိုးမှာနှစ်ချက်ခောက်ပြီးတော့ PowerPoint application လေးကိုနှိပ်လိုက်မယ်အဲဆိုရင် PowerPoint application လေးပွင့်လာOkay နောက်တစ်နည်းအနေနဲ့ကကျွန်တော် PowerPoint ကိုတွားပြီးတော့ search bar လေးမှာတွားပြီးတော့ PowerPoint ဆိုပြီးတော့ခုနအတိုင်းပဲရိုက်ထည့်လိုက်ပါOkay PowerPoint application လေးပွင့်လာမယ်ပေါ်လာမယ်အဲ့အချိန်မှာကျွန်တော် PowerPoint နှစ်ချက်ခောက်ပြီးဖွင့်လို့ရတယ် Okayကျွန်တော်တို့က PowerPoint ကိုအမြဲသုံးမဲ့သူတွေအတွက်ဆိုရင် PowerPoint ကိုကျွန်တော်အောက်က text bar လေးပေါ်မှာတွားပြီးတော့pin လောက်ထားလို့ရတယ်အဲ့မှာ text bar PowerPoint ကိုတွားပြီးတော့text bar လေးပေါ်မှာကိုအမြဲထားခြင်းနဲ့ဆိုရင်ခုနကျွန်တော်ပေါ်လာတဲ့ PowerPoint လေးကိုတွားပြီးတော့ right click ခေါက်မယ်အဲ့မှာတွားပြီးတော့ right click ခေါက်လိုက်တဲ့အခါမှာအဲ့မှာပြင်အတိုင်းပဲ pin to text bar ဆိုတာရှိရဲအဲ့လေးကို click လုပ်ခဲ့မယ်ဆိုရင် pin လုပ်ခဲ့မယ်ဆိုရင်ကျွန်တော် PowerPoint လေးကကျွန်တော်ရဲ့ text bar မှာအမြဲမြင်နေရမှာဖြစ်တယ်အဲဆိုရင်ကျွန်တော်လိုချင်တဲ့အချိန်double click နှိပ်ပြီးတော့လွယ်ကူဖွင့်ပြီးသုံးလို့ရတယ် Okay ပထမဆုံးသုံးမှာဖြစ်တဲ့အတွက် PowerPoint လေးကို Okay ပထမဆုံးသုံးမဲ့သူတွေအတွက်က PowerPoint လေးကိုဖွင့်မယ်ဖွင့်ပြီးရင်ကျွန်တော်ပထမဆုံးရှိရဲblank presentation ဆိုတဲ့မှာသွားပြီးတော့ blank presentation ဆိုတာလေးကို click လုပ်ပေးရမယ်ကျွန်တော်ပထမဆုံးသုံးမဲ့သူတွေပထမဆုံးအခုမှလေ့လာမဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အရင်ဆုံးတောင်မြင်ရတဲ့အခါကျကျွန်တော် home tab ကိုအရင်မြင်ရမယ်နော်home tab ထဲမှာဆက်ကြည့်လိုက်ကျွန်တော်ဘာတွေမသိရပါလဲဆိုပြီး home tab ထဲမှာကျွန်တော်ဘာတွေမသိရပါအရင်ဆုံးကျွန်တော် clipboard pro ဆိုတော့မြင်ရမယ်အဲ့မှာcopy ရှိမယ် paste ရှိမယ် format painter ရှိမယ်ကျွန်တော် exam မှာသုံးပြီးသားရယ်နော်ကျွန်တော်တော်တော်သိနေပြီပြီးရင်ဒီဘက်က slide ဆိုတဲ့ group ရှိမယ်အဲ့ဒါတော့ကျွန်တော်မသိသေးဘူး slide ဆိုတဲ့ group တခုပြီးရင်ဒီဘက်မှာ font ဆိုတဲ့ group ရှိမယ်ကျွန်တော် exam မှာသုံးထားပြီးသား PowerPoint မှာလည်းကျွန်တော် Microsoft Word မှာလည်းကျွန်တော်သုံးခဲ့ပြီပြီးရင်ဒီဘက်က paragraph group ရှိမယ်နာမည်ကမတူတာတကယ်တော့ exam နဲ့တူတူပဲ Microsoft Word နဲ့လည်းတူတူပဲဘာလို့ဆိုတော့ဟိုမှာကျွန်တော်တို့ alignment group လို့ပြောထားတာဟုတ် alignment လုပ်တဲ့ပုံစံပဲဒီဘက်မှာကျွန်တော် drawing ဆိုပြီးတော့အပေါ်ပါလာတယ်အဲ့ drawing ကိုကျွန်တော်နောက်ပိုင်းကျရင် format ဆိုတဲ့နေရာတော့သုံးမယ်ဒီ drawing ကိုကျွန်တော်ဒီမှာမသုံးမယ်နဲ့နော်ပြီးရင်ဒီဘက်မှာ file and slash ဆိုရဲ editing ဆိုရဲ group ရှိရကျွန်တော်အဲ့ဒီထဲမှာမြင်ပြီးသားနော် data တွေကို set လုပ်တယ် data တွေကို file နေနော်ပြီးရင်ကျွန်တော် editing လုပ်တယ်အဲ့ဒီထဲမှာကျွန်တော် replace လုပ်တယ်ကျွန်တော်အဲ့ဒီထဲမှာမြင်ထားပြီးသားဟာတွေနော်ကျွန်တော်ဒီမှာအများကြီးပြောစရာမရှိဘူးဒီမှာပြောစရာရှိတာကျွန်တော် slide ဆိုရဲ group ကျွန်တော်မမြင်ရသေးဘူးပြီးရင်ဒီမှာကျွန်တော် font group ထဲမှာနည်းနည်းလေးမတူတာလေးတော့ပါတယ်အဲ့ဒါလေးကျွန်တော်တက်ပြောပါမယ်နော်ကျွန်တော်အရင်ဆုံးတွေ့ရမှာ slide ဆိုရင်ကျွန်တော်ကအရင်ဆုံးဒီလိုဖွင့်လိုက်တာနဲ့လေဒီမှာ view အလုံးလုံးပဲဒီမှာ working paper တစ်ခုရှိမယ်ပြီးဟိုမှာ normal view ဆိုပြီးတော့ဟိုမှာ sample လေးတစ်ခုပေါ်တယ်အဲ့ဒါဒီအောင်ပဲပြတာပဲဒီအောင်အသေးလေးတွေနဲ့တော့ခြုံပြတာကျွန်တော် data တစ်ခုဒီမှာရိုက်တယ်အတူတူပဲအဲ့မှာရိုက်တာအတူတူပဲဒီမှာရိုက်နေဆိုလဲဒီမှာတော့ရှင်းတာပဲเนาะတကယ်တော့အဲ့ဒါနဲ့ဒါနဲ့အတူတူပဲကျွန်တော်ကဒီမှာတစ်ခုရှိရ okay အဲ့ဆိုရင်ကျွန်တော်ကပြောရမလဲဆို slide တွေထပ်ခေါ်ခြင်းနဲ့ဒီမှာ slide တွေမှာအရင်ဆုံးတွေ့ရမယ့်ကိစ္စနော်ကျွန်တော်က slide တွေထပ်ခေါ်ခြင်းနဲ့ဆိုရင်အဲ့ခေါ်တော့မသွားခင်ကျွန်တော် view ကိစ္စကိုရှင်းလိုက်မယ် view ကိစ္စကိုရှင်းမယ်ဆိုရင်ကျွန်တော်ကဒီမှာဒီ view လေးကလေတစ်ခါကျရင်တအားသိနေတတ်တယ်ဘလို့ဖြစ်တယ်လဲဆိုတော့ဒီလိုလေးဖြစ်နေတတ်တယ်တိတိလေးဖြစ်နေတယ်ဟိုဘက်က view လေးတိတိလေးဖြစ်ပြောင်းနေတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီကောင်လေးကိုချုပ်ငယ်လို့ဒီကောင်လေးကိုနည်းနည်းလေးဆွဲပြီးတော့ချက်ကြည့်လိုက်ကိုချက်နေလို့ချက်လို့ရတယ်မလို့ဘူးဆိုရင် normal တိုင်းလေးပဲထားလိုက်တချို့ရ view မတူview မတူတဲ့အခါကျရင်အခြား view တွေတော့ကျွန်တော်မပြောသေးဘူးအခြား view တွေဆိုတော့ဒီဘက်မှာရှိရ shorter view တို့အဲ့ဒါတွေကျွန်တော်မပြောသေးဘူးဒီ view ထဲမှာပဲဒီလိုဘေးကဒီ normal view slide လေးပြောင်းနေတဲ့အခါကျရင်အဲ့မျိုးဆွဲထုတ်လို့ရတယ်လို့ပြောတာနော်ကိုကမတွေ့ရခါကျကျွန်တော်လည်း view မတူဖြစ်နေမှာဆိုလို့ကျွန်တော်သွားလို့ရပြီကျွန်တော်က slide တွေခေါ်ခြင်းတယ် slide တွေခေါ်ခြင်းဘယ်ရသွားမလဲဆိုတော့ဒီမှာ new slide ဆိုတာရှိရnew slide ဆိုတာရှိအောင်ကျွန်တော် new slide ကိုတန်းမခေါ်ဘဲနဲ့လေတချို့ကဒီ download ကိုသွားတယ်download ကိုသွားလိုက်တဲ့အခါကျဘာပေါ်လာလဲဆိုတော့ new slide တော့ new slide ပဲ new slide ထဲမှာသူတို့တစ်ခါလေး၄ယောက်တွေပါပြီးသားကျွန်တော်အဲ့ဒါကိုမခေါ်ဘူးကျွန်တော် new slide ကိုခေါ်ပါဆိုရင်ဒီအပေါ် button လေးကိုပဲနှိပ်ပြီးတော့ခေါ်လိုက်
တော့ဘာလဲဆိုတော့ကျွန်တော်ဒီအောက်က၄ယောက်တွေကိုမရွေးဘူးမရွေးဘဲနဲ့ကျွန်တော်က၄ယောက်တွေကိုကြာရင်ကျွန်တော်ဒီဘက် pattern လေးမှာပြောချင်တယ်ဒီဘက် pattern လေးမှာ၄ယောက်ဆိုတဲ့ pattern ပါပြီးသားတော့ဒီဟာလည်းအတူတူပဲဒီအောက်က၄ယောက်နဲ့ဒီဘက်က pattern အတူတူပဲဒီဘက်က pattern ကြောင့်၄ယောက်ကိုတက်တက်ဆွဲထုတ်ထားတာဟိုအောက်မှာ new slide အောက်မှာကျတော့ slide တွေတစ်ခေါ်တိုင်းကိုကျတဲ့၄ယောက်တစ်ခါထည့်ပြီးတော့ခေါ်လို့ရတယ်အော်ကျွန်တော်အဲ့ဒါကိုအသက်ခေါ်လိုက်ဆိုရင်ဒီဘက်က pattern ကိုအပေါ်က pattern ကိုပဲနှိပ်လိုက်နော် new slide ဆိုရင်အပေါ်က pattern ကိုပဲနှိပ်ပြီးတော့ slide လေး6ချက်ခေါ်လိုက်6ချက်ခေါ်လိုက်အဲ့ဒါနံပါတ်9ရောက်သွားတယ် slide နံပါတ်9ရောက်သွားရင်ကျွန်တော်ပေါ်ပြင်တက်ပြီးတော့နံပါတ်1 slide မှာ selection ပေးထားတာရပါတယ်ကျွန်တော်ဆက်သွားအောင်အဲ့တော့ဒီဘက်မှာ၄ယောက်တွေပါ၄ယောက်တွေကဘာလို့လဲဆိုတော့ကျွန်တော် example ဒီ၄ယောက်ကိုကြည့်လိုက်အောက်မှာ template လေးတစ်ခုရှိတယ်အပေါ်မှာ template လေးတစ်ခုရှိတယ်ဆိုတော့အဲ့နှစ်ခုပဲရှိတယ်ကျွန်တော် sorry shape လေးရှိမယ်ပေါ့အောက်မှာ shape လေးတစ်ခုမယ်အပေါ်မှာ shape လေးတစ်ခုမယ်သူ၄ယောက်ရဲ့ပုံစံဘာလဲဆိုတော့ကျွန်တော်က design ဝင်မယ် design တစ်ခုဆွဲရခါမှာအပေါ်မှာကျွန်တော်စာလေးတစ်ခုရေးမယ်အောက်မှာဓာတ်ပုံလေးတစ်ပုံထည့်မယ်တုံးဖို့ table လေးတစ်ခုထည့်မယ်တုံးဖို့ chat လေးတစ်ခုထည့်မယ်ဗီဒီယိုလေးတစ်ခုထည့်မယ်အဲ့လိုပုံစံနဲ့သွားတယ်အောက်ကျွန်တော်ဒီမှာ example လေးတစ်ခုဖွင့်ပြရမယ်နော် Gen training ရဲ့ agreement ဆိုတော့အပေါ်ဆုံးမှာ shape လေးတစ်ခုရှိမယ်အောက်မှာကျတော့ဒီမှာကျတော့ဓာတ်ပုံနှစ်ပုံဒီမှာကျတော့အဲ့အမျိုးဓာတ်ပုံနှစ်ပုံထည့်ခြင်းဒီ၄ယောက်လေးကိုပြောင်းလိုက်၄ယောက်လေးကိုဘယ်လိုပြောင်းအောင်လဲဆိုတော့၄ယောက်လေးကိုသွားမယ်၄ယောက်လေးရမှာတော့တိုက်2 content ဆိုတဲ့ဟာလေးကိုရွေးလိုက်2 content နဲ့ comparison တွေကနည်းနည်းလေးတော့ဆင်တူသလိုရှိတယ် comparison ကကျတော့ရွေးလိုက်စီဘာပါလာလဲဆိုတော့ဒီမှာပေါင်းလေးနှစ်ခုကိုပါလာတယ်အခုကကျွန်တော်က example ဒါမျိုးလေးလုပ်ချင်တယ်ထားပါတော့ဒီမှာကျွန်တော်ဘောင်းမလို့ဘူးလေနော်ဒီမှာပုံတစ်ပုံဒီမှာပုံတစ်ပုံဒီမှာစာရေးချင်တာဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်ကဒီရဲ့၄ယောက်လေးရမယ်နော်2 content ဆိုတာဟာလေးကိုရွေးလိုက် comparison ကိုရေးလိုက်တဲ့အခါ comparison ရဲ့ပုံမှာစာရေးတဲ့နေရာတွေပါလာတယ်နော်အဲ့တော့ဒီရနော်2 content ဆိုတဲ့ဒီပုံလေးကိုရွေးလိုက်အဲ့တော့ကျွန်တော်သူ့ရဲ့ပုံစံအပေါ်မှာစာရေးမယ်ပြီးရင်ကျွန်တော်ကဘယ်ပုံညာပုံဓာတ်ပုံထည့်မယ်ထည့်လို့ရတယ်ဘယ်ပုံညာပုံဓာတ်ပုံထည့်လို့ရတယ်ရလိုက်နောက်ကရပါနော်အဲ့တော့ကျွန်တော်ကဒါတစ်ခုရဲ့၄ယောက်ကိုပဲရွေးတာရှိတယ်ဟော၄ယောက်ကခုနကကျွန်တော်ပြောတဲ့၄ယောက်တွေရွေးတဲ့ခါကျရင်ဟိုအရင်ရေးကြီးလားလို့ပြောတော့တိရောတိထားတဲ့နဲ့အရင်ရေးကြီးတော့မဟုတ် example ကျွန်တော်ကcomparison ကိုရွေးလိုက်တယ်ဒီလိုကြီးဖြစ်သွားတယ်ကိစ္စမရှိဘူးအဲ့ဒီက၄ယောက်တွေကိုကျွန်တော်အဲ့ဒီကဒီ shape တွေကို delete လုပ်လို့ရတယ်ဟောဘယ်လို delete လုပ်လဲဆိုတော့ example ကျွန်တော်ဒီ shape ကိုမလိုချင်ဘူးဆိုရင်ရတယ်အပေါ်ကတော့သွားပြီးတော့မူကာစာလေးပေါ်အောင်နှိပ်တယ်ပြီးရင်ကျွန်တော် right click ခောက်တယ်ပြီးရင် cut လုပ်ချရတာပဲပျောက်သွားပဲအဲ့ဒါဆိုခုန2 content နဲ့ drew ဖြစ်သွားတာပဲဟောဒီဘက်မှာလည်း drew ပဲမလိုချင်ဆိုရင်မူကာစာလေးပေါ်အောင်လုပ်တယ် right click ခောက်တယ်ပြီးရင်ကျွန်တော် cut လုပ်ချလိုက်တယ်အဲ့ဒါ drew ပဲကျွန်တော်ခုန comparison နဲ့2 content လို့ဖြစ်သွားတာပဲဘောက shape လေးနှစ်ခုမရှိတော့ရရင်ကျွန်တော်ဆက်လုပ်ရပြီသူ့ရဲ့ပုံစံကခုနကျွန်တော် example ကျွန်တော်ကဒီလို slide လေးတစ်ခုလုပ်ချင်တယ်ထားပါတော့ဒီလို slide လုပ်ချင်တယ်ဆိုရင်သူ့ရဲ့ပုံစံကအပေါ်မှာစာလေးတစ်ခုရှိမယ်ပုံမှာစာလေးတစ်စောင်းရေးမယ်ပြီးရင်အောက်မှာပုံလေးနှစ်ပုံထည့်မယ် sorry ပြီးရင်အောက်မှာပုံလေးနှစ်ပုံထည့်ထားတယ်เนาะဒီအောက်ကဟာတွေကခဏလေးမေးတာလိုက်ဒါတွေကကျွန်တော်မသိရသေးဘူးဒီအောက်မှာကျွန်တော်အခြားရှိတ်တွေထပ်အပ်လို့တော့အဲ့ဒါမသိရသေးဘူးအော်ဒီဟာလေးကိုပဲမြင်အောင်ကြည့်လိုက်မယ်เนาะအော်ကျွန်တော်ဒီမှာစာပြီးထည့်လို့ရပြီပေါ့အဲ့တော့ကျွန်တော်ဒီမှာစာလေးတစ်ခုရေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဓာတ်ပုံလေးထည့်လို့ရပြီเนาะအဲ့တော့ကျွန်တော်၄ယောက်အကြောင်းသိသွားအောင်နံပါတ်2 slide ကိုသွားမယ် slide ကိုသွားရင်ရက်သွားเนาะဒီ pattern လေးဟိုမှာကျွန်တော်တွေ့လာပြီ pattern လေးကိုနှိပ်ပြီးသွားတာအဲ့ကတော့ slide တွေသွားခုနကကျွန်တော်1 slide ကိုရွေးခဲ့တယ်အခု number 2 slide ကိုရေးမယ်ပြီးရင်ကျွန်တော်၄ယောက်လေးဆက်စိမ့်ပြီ၄ယောက်လေးကိုဘာ၄ယောက်ချိန်မလဲဆိုတော့ကျွန်တော်က2 content ဆို၄ယောက်လေးပဲရွေးမယ်ပြီးရင်ကျွန်တော် number 3 slide ကိုသွားမယ်၄ယောက်လေးကို2 content ဆို၄ယောက်လေးပဲရွေးခဲ့မယ် number 4 slide ကိုသွားမယ်၄ယောက်ကို2 content ဆို၄ယောက်လေးပဲရွေးခဲ့လိုက်၄ယောက်လေးပဲရင်ရှောက်ပြအောင်လိုက်နောက်ပြီးရင်ကျွန်တော် number 1 slide မှာ selection နဲ့ချပြီနောက်ဆိုရင်တော့ကျွန်တော်ဟောအဲ့တော့ကျွန်တော်က number 1 slide မှာ selection ပေးပြီးရင်ကျွန်တော် reset လေးကြောင်းပြောမယ်reset ဆိုတော့ဘာလို့လဲဆိုတော့ example ကျွန်တော် format တစ်ခုထည့်လိုက်တယ်ကျွန်တော်နာမည်လေးတစ်ခုရိုက်လိုက်မယ်ကိုနာမည်ကိုရိုက်ကျွန်တော်ကိုနာမည်ကိုရိုက်မတရားဘူးဖြစ်မတင်နေဆိုရင်เนาะသူများနာမည်ရိုက်တယ်နာမည်လေးတစ်ခုရိုက်လိုက်မယ်ရိုက်ပြီးတော့ကျွန်တော်အဲ့အောင်ကျွန်တော် format လေးထည့်လိုက်မယ် example ကျွန်တော်ရိုက်မှသွားပြီးတော့ font color လေးကိုချိန်ခဲ့လိုက်မယ်ပြီးရင် font လေးကိုနည်းနည်းလေးကြီးခဲ့လိုက်မယ်အဲ့ဒါရုပ်တက်တယ်เนาะကျွန်တော် font ကြောင့်သိပြီးသားတယ်အဲ့လိုလုပ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်မလိုချင်ဘူးဒီ format ကိုပုံမှန်တိုင်းပြတ်ထားခြင်းနဲ့အဲ့ဒါဆိုရင်ကျွန်တော်ကသွားပြီးတော့ reset ဆိုပြီးရွေးလို့ရတယ် reset ဆိုတာဘာလို့လဲဆိုတော့ reset ပြန်လုပ်တာ format တွေလုပ်တယ်မကြိုက်ဘူးဆိုရင် reset ပြန်လုပ်လို့ရတယ်အခုကဒါကကြီးကြီးလေးပဲပြောတာနောက်ပိုင်းကျရင်ကျွန်တော်ဟို format တွေအများကြီးတင်လာတဲ့အခါကျရင် format တွေအများကြီးထည့်မယ်မကြိုက်ဘူးဆိုရင် reset ပြန်လုပ်လို့ရတယ်ဟုတ်တယ်နော် reset ပြန်လုပ်လို့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ reset နဲ့နည်းနည်းစင်တာ format တွေကျွန်တော်ဝင်လိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာ clear format ဆိုတာလည်းရှိသေးတယ်clear format ကတော့ format တွေကို clear လုပ်လိုက်တာပေါ့နော်အဲ့ဒါဆိုရင် reset ကခုနကကျွန်တော်မကြိုက်ဘူးဆိုရင် format တွေကို reset ပြန်လုပ်ပြတာ format တွေအများကြီးထည့်ခဲ့တယ်ပြီးရင်ကျွန်တော်မကြိုက်ဘူးဆိုရင် reset တစ်ဆက်နေလိုက်ပုံမှန်တိုင်းပဲဖြစ်သွားအောင်